ပရိသတ်ကြီးအားလုံးမင်္ဂလာပါအခုတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့နာမည်ကျော်မင်းသမီးပတ်ထရီရှာမလေးရှားမှာကြော်ညာသွားရရင်ပျောက်ဆုံးနေတဲ့သတင်းလေးပဲဖြစ်ပါတယ်ပတ်ထရီရှာရဲ့အနီးကပ်ဆုံးလူတွေကတယောက်ကမနေ့ကပတ်ထရီရှာ live လွှင့်နေတော့က Ismint ဆိုတဲ့သူကဖုန်းခေါ်တာ Ismint ကပတ်ထရီရှာရဲ့ makeup ဆရာတွေအကုန်ပြန်လွှတ်ပြီးအခန်းထဲမှာပိတ်ထားတယ်လို့သိရပါတယ်လို့ social media မှာတင်ထားသလိုဒီကနေ့မနက်ပိုင်းကပတ်ထရီရှာရဲ့ကိုယ်ပိုင် Facebook အကောင့်ဖြစ်တဲ့စူးရှာနိုင်အကောင့်ကနေလေရုံမာလိုက်ကြတာဟာဆိုပြီးစာတင်သွားတာနောက်ဆုံးတွေ့ရတာပဲဖြစ်ပါတယ်ထက်လာတဲ့အတန်ဖိုင်တွေအရပတ်ထရီရှာဖုန်းဆက်ပြီးအကူအညီတောင်းတာခံခဲ့ရတဲ့တယောက်ကအတန်ဖိုင်ကိုတင်ပေးခဲ့တာဖြစ်ပြီးပတ်ထရီရှာကမလုတ်ပါနဲ့အကိုရဲဆိုပြီးငိုယိုနေတဲ့အတန်ကိုလည်းကြားခဲ့ရပါတယ်ပတ်ထရီရှာပထမဆုံးဖုန်းဆက်အကူအညီတောင်းခဲ့တဲ့သူကတော့ကိုညီမင်းလွင်ဖြစ်ပြီးတော့ကိုညီမင်းလွင်ကလည်းဖုန်းပြောရင်းနဲ့တခါတည်း live လွှင့်နေခဲ့တာလေးဖြစ်ပါတယ်ပတ်ထရီရှာရဲ့မိဘတွေလည်းစိတ်ပူနေကြတာမို့လို့အမြန်ဆုံးလွတ်မြောက်ပါစေလို့ဆုတောင်းပေးကြပါအောင်နော်